ဒီဆန်ညာလို့လူတီများထင်ရှားစေခဲ့တဲ့အကောင်းဆုံးပွဲ၄ပွဲဒီဆန်ညာဆိုတာ UFC ရဲ့အကောင်းဆုံး fighter တူဆိုတာကိုတော့ပရိသတ်တွေကသိရှိထားပြီးဖြစ်ပါပြီလက်ရှိချိန်မှာဇက်တိုက်ဆိုလိုပဲရှုံးပွဲတွေဆက်နေခဲ့ပေမဲ့ UFC middleweight တန်းရဲ့အကောင်းဆုံး fighter တူဖြစ်ရှိနေစေဖြစ်ပါပြီဒီဆန်ညာက UFC middleweight တန်းရဲ့ခြေကပတ်ကိုနှစ်ကြိမ်တိုင်တိုင်ရယူထားနိုင်ခဲ့တဲ့ချန်ပီယံဟောင်းတူလည်းဖြစ်ပါပြီ2025ခုနှစ်ဖေဖော်ဝါရီလမှာတော့သူ့ရဲ့ middleweight တန်းအဆင့်သတ်မှတ်ချက်က၄နေရာမှာရှိနေပါသေးတယ်သူက fighter ဘဝကိုတော့2010ခုနှစ်ကတည်းကစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး MMA သားမကကေဘောက်စင်နဲ့ဘောက်ဆာတို့ကိုလည်းထိုးသက်ထားခဲ့တဲ့သူဖြစ်ပါတယ်။ MMA ရေးရာကျွမ်းကျင်သူတွေနဲ့ပရိသတ်တွေကတော့အဒီဆန်ညာက UFC middleweight တန်းရဲ့ဂုဏ်တူဖြစ်တယ်လို့တောင်ပြောဆိုထားခဲ့ကြပါသည်။အဲဒါကြောင့်လည်းအဒီဆန်ညာရဲ့လို့ UFC နဲ့တူအတောက်ပါဆုံးဖြစ်ခဲ့တဲ့သူ့ရဲ့အကောင်းဆုံးပွဲ၄ပွဲကိုပရိသတ်တွေသိရှိစေဖို့အတွက်တင်ပြပေးလိုက်ရပါတယ်ညာ။အဒီဆန်ညာနဲ့ Bruce promotion မျိုးစုံမှာထိုးသက်လာခဲ့တဲ့အဒီဆန်ညာက2018ခုနှစ်နိုဝင်ဘာလ3ရက်နေ့မှာကျင်းပခဲ့တဲ့ UFC ပွဲစဉ်230မှာတော့ American Fighter Bruce နဲ့ထိုးသက်ခဲ့ပါတယ်။ဒီပွဲစဉ်က2018ခုနှစ်နှစ်ဆန်းပိုင်းမှာ UFC ကိုရောက်လာခဲ့တဲ့အဒီဆန်ညာအတွက်ကတော့ UFC နဲ့တူ၄ပွဲမြောက်ထိုးသက်ခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။ UFC ကို2012ခုနှစ်ကတည်းကထိုးသက်နေခဲ့တဲ့ Wayne Fighter Bruce နဲ့ UFC ရဲ့ Minute Fighter လို့ပြောနိုင်တဲ့အဒီဆန်ညာတို့ကထိုးသက်ကြတဲ့ပွဲလည်းဖြစ်ပါတယ်။အဲဒီပွဲစဉ်မှာတော့အဒီဆန်ညာကတွက်လက်တဲ့ထိုးချက်တွေဒူတိုက်ချက်တွေကြောင့်ပထမအချီပြီးကနေမှ TKO နဲ့ပဲအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်ကအဒီဆန်ညာကို UFC middleweight တန်းရဲ့ချန်ပီယံကပတ်စိန်ခေါ်နိုင်သူတူဖြစ်လူတိုင်းကစတင်လက်ခံစေကြတဲ့ပွဲလည်းဖြစ်ပါတယ်။ဒါကသူရဲ့ UFC fighter ဘဝရဲ့၄ပွဲဆက်အနိုင်ရရှိခဲ့မှုလည်းဖြစ်ပါတယ်။အဒီဆန်ညာနဲ့ Anderson Silva Brazil fighter တို့ဖြစ်တဲ့ Anderson Silva ဆိုတာက UFC middleweight တန်းရဲ့ချန်ပီယံဟောင်းတူဖြစ်ပြီး UFC သမားရဲ့အကောင်းဆုံး fighter တူဖြစ်သတ်မှတ်ခြင်းခံထားတာလည်းဖြစ်ပါတယ်။အဒီဆန်ညာက Bruce နဲ့ထိုးသက်ပြီးလို့နောက်တစ်ပွဲမှာတော့ Anderson Silva နဲ့ထိုးသက်ခဲ့တာဖြစ်ပါတယ်။အဲဒါကတော့2019ခုနှစ်ဖေဖော်ဝါရီလမှာကျင်းပခဲ့တဲ့ UFC ပွဲစဉ်234မှာဖြစ်ပါတယ်။အဲဒီဆန်ညာကဒီပွဲစဉ်မှာတော့သူ့ရဲ့ကေဘောက်စင်စကေးတွေခံစစ်ပိုင်းစကေးတွေကိုအကောင်းဆုံးပြသသွားနိုင်ခဲ့ပါတယ်။အဲဒီပွဲထိုးသက်စဉ်မှာတော့ချန်ပီယံဟောင်း Anderson Silva ကအကြပိုင်းကျနေပြီဖြစ်ပြီးအသက်ကလည်း44နှစ်ရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ Wayne Fighter ပြီးအကောင်းဆုံးထိန်းညီပြီးတော့ထိုးသက်ပြသွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့အဲဒီဆန်ညာက Anderson Silva ကိုတိုင်ဆုံးဖြတ်နဲ့နိုင်ရရှိသွားခဲ့ပါတယ်။အဲဒီဆန်ညာနဲ့ White Takerအဲဒီဆန်ညာက UFC ပွဲစဉ်243မှာတော့ middleweight တန်းချန်ပီယံ White Taker နဲ့ထိုးသက်ခဲ့ပါသည်။ဒီပွဲစဉ်ကအဒီဆန်ညာရဲ့ MMA fighter သမိုင်းမှာတော့အကောင်းဆုံးနဲ့သမိုင်းဝင်နေရတဲ့ခုလည်းဖြစ်ခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့အဒီဆန်ညာက White Taker ကိုဒုတိယအချီမှာပဲ KO နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အဒီဆန်ညာရဲ့တွက်လက်တဲ့ထိုးချက်တွေက White Taker အတွက်ကတော့မကာကွယ်နိုင်လောက်အောင်ကိုဖြစ်ခဲ့ရပြီးဒုတိယအချီမှာတော့အဒီဆန်ညာရဲ့ပညာထိုးချက်ကြောင့် White Taker ကဖင်တိုင်ကြက KO နဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီနိုင်ပွဲကအဒီဆန်ညာကိုပထမဆုံးအကြိမ်နဲ့ middleweight တန်းရဲ့ချန်ပီယံရွှေကပတ်ပိုင်ရှင်ဖြစ်လာစေခဲ့ပါတယ်။အဒီဆန်ညာနဲ့ဘာရီယာလို့ဆိုလိုက်တာနဲ့ UFC ရဲ့အကောင်းဆုံး fighter တူဆိုတာကိုတော့လူတိုင်းသိကြမှာသိကြပါပြီ။အဒီဆန်ညာကဘာရီယာနဲ့နှစ်ပွဲထိုးသက်ခဲ့တာဖြစ်ပြီးတပွဲနိုင်တပွဲရှုံးထားခဲ့တာဖြစ်ပါတယ်။အဒီဆန်ညာက UFC ပွဲစဉ်287မှာတော့ဘာရီယာနဲ့ဒုတိယအကြိမ်မကြေပွဲနှွှဲခဲ့ရပါတယ်။အဒီဆန်ညာကဘာရီယာနဲ့ပထမအကြိမ်တွေ့ဆုံမှုကတော့ TKO နဲ့ရှုံးနိမ့်ခဲ့ရပြီး middleweight တန်းချန်ပီယံရွှေကပတ်ကိုလက်လွတ်ခဲ့ရတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်လည်း UFC ပွဲစဉ်287ကသူတက်တော့ရှုံးကျွေးဆက်ခွင့်ရတဲ့ပွဲလည်းဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့အဒီဆန်ညာကဘာရီယာကိုဒုတိယအချီမှာKO နဲ့အနိုင်ထိုးတက်ပြီးတော့ချန်ပီယံကပတ်ပြန်ယူနိုင်ခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ။